ကဲဒါကြောက်စံမျိုးနော်ဒါကိုအိမ်၄တဲ့အိမ်နော်အနေထားကိုပြောပြမယ်နော်အနေထားကိုပြမယ်နော်အိမ်အုတ်တိုင်းနဲ့အကုန်ပြိုကျသွားတာနော်ဒီမှာငလင်ကြောတကြောအိမ်နဲ့ကိုတန်းတယ်နော်ဒီမှာငလင်ကြောတကြောနော်ဒီမှာအိမ်နဲ့ကိုဓာတ်ရိုက်ဝင်တာနော်ငလင်ကြောမဟုတ်ဘက်မှာတကြောမပြကြောင်းကြီးနော်ဒီဘက်မှာတကြောပြီးတော့ဒီမှာတကြောလမ်းမတွေကိုပြတ်ထွက်ကုန်တာနော်အိမ်ကိုဓာတ်ရိုက်ငလင်ကြောဝင်ဆောင်တာပါလို့နော်မိုက်ကယ်ပဲနော်ဒီမှာငလင်ကြောတွေကြောင်း2ကြောင်း3ကြောင်းဒီမှာ1ကြောင်းနော်ငလင်ကြောင်းတွေ4ကြောင်းအိမ်အောက်ကိုဓာတ်ရိုက်ဝင်တာပါနော်မိုက်တယ်လုံးဝကန်ထူးသူမောင်ရှင်ပဲနော်အကုန်လုံးအုတ်တိုင်းတွေအကုန်လန်ကြကုန်တာပဲအိမ်ကတော့လုံးဝဘာမှဖြစ်မသွားဘူးနော်အိမ်ကလုံးဝဘာမှကိုဖြစ်မသွားဘူးပြိုကျမသွားဘူးလုံးဝလေးတက်လုံးဘာမှကိုမဖြစ်တာနော်ဒီမဲ့ဒါအိမ်နဲ့အဝင်တွေကတော့ဒီလိုတွေဖြစ်ကုန်တယ်နော်ကြောက်စင်ငလင်ရတော့မိုက်တယ်ဒီမဲ့ဒီမဲ့နော်အထက်ကဒီမှာထုတ်ကြီးတွေကောင်းလို့ပေါ့ဗျာကြည့်လိုက်ပါဦးတကယ်ကို stretcher ကိုထုတ်ပြီးပြန်လောင်းထားလို့ပေါ့မဟုတ်လို့ကတော့အကုန်ကျိုးကြတယ်ရက်ဆက်ပဲအကုန်ကွာကြကုန်တာဒါတွေနော်အတွင်းလိုင်းကိုလုံးဝမထိဘူးဒီအပြင်လိုင်းတွေအကုန်လုံးတော်များများတိုင်နေရတယ်အလှုပ်ခံရတာလေတိုင်နေရတယ်အလှုပ်ခံရတော့ကွာကြကုန်တာနော်ဒီမဲ့နော်တိုင်လုံးဝအတွင်းလိုင်းကိုလုံးဝမထိလို့တော်သေးတယ်ဗျာဒါလုံးဝကိုင်းလှုပ်တဲ့တိုင်နေရတယ်ရှစ်လက်မဟိုဟာတွေရှစ်လက်မဘီးနေအိုင်ဘီးနေနော်အိုင်ဘီးနေထည့်ပြီးအပေါ်ထုတ်ပြန်လောင်းတာလားအာစီဆိုကျိုးပြီအာစီဆိုအကုန်ကျိုးပြီအကုန်ပြုတ်ကြကုန်ဒီအောက်ထက်ဒါပဲဖြစ်သွားတာတော်သေးတယ်နော်ဒီမှာမြင်တဲ့အတိုင်းပဲငလျင်ကြောကတော့မဟုတ်ဘက်ကဝင်လာတာဒီဘက်ထိပဲဒီမှာအိမ်ကိုဖြတ်တယ်ဟိုဘက်ကအုတ်တိုင်းနဲ့အပြိုပဲနော်အုတ်တိုင်းနှစ်ဖက်သုံးဘက်လုံးပြိုရယ်နော်ဟုတ်တယ်နော်အုတ်တိုင်းသုံးဘက်လုံးအပြိုပဲဒီမှာငလျင်ကြောတွေဒီမှာโอเคကွာကြည့်လိုက်အပေါ်ရလွှာတွေအကုန်ကွာကုန်တာအဲ့လိုနော်ဆေးနီးလေးတင်မပေးနိုင်တော့ပါဘူးဒီနေ့နော်ကြောက်စဲတော်များရယ်နော်ကြောက်စဲမှာအသိရှိတဲ့လူတွေလဲရိုက်ခိုင်းလို့ရတယ်နော်သွားပြီးရိုက်ပေးမယ်နော်ကူကြည့်ပေးမယ်နော်အတွင်းလိုင်းလုံးဝမထိသွားလို့တော်သေးတာပေါ့ဗျာလူလဲနေလို့ရတယ်ဟောအက်သွားတွေကွဲသွားတွေမရှိဘူးအပေါ်ရန်အလွှာတွေကွာသွားတာပဲရှိတယ်နော်ကဲဟုတ်ပြီကြောက်စဲမျိုးရဲ့အပြည့်စည်းတွေကိုလိုက်ပြမယ်နော်တစ်ချက်လက်ကြည့်ကြအောင်ရပြီပုံလိုက်ပဲအိုးမရတယ်ဟေးဒီမှာရွှေဘုံတော်ဖရားကြီးနော်ဒါကလေးမျက်နှာဖရားကြီးနော်လေးမျက်နှာအဝေးဆွဲရိုက်လို့ရတယ်လေဆွဲလိုက်ရအဝေးရောက်တဲ့လူတွေနော်ဒီမှာလေးမျက်နှာဖရားကြီးတော့ပြူကျသွားတယ်ဗျာဒီမှာနော်တကယ်ပဲရပြီအုပ်ပုံယူဖြစ်သွားတော့ရွှေဘုံတော်ဖရားကြောက်တာကြီးအောက်ကိုရွှေဘုံတော်ဖရားကြီးအောင်ပဲရှစ်စုလောက်ပြတ်သွားတယ်ဗျာဒီလိုချင်းဆောက်ကိုအကိုရနာပဲဒီမဲ့အုပ်ပုံယူဖြစ်သွားတာဒီမဲ့အရင်ရှစ်စုလောက်ပြတ်သွားတယ်နော်ဟုတ်တယ်ရှစ်စုလောက်ရှိတယ်ဟုတ်တယ်ငါတောင်ဝင်ရတောင်းတလားချင်းပြကြကုန်တာဒီမဲ့တော့ဒီဟာရောဝတ်ဆိုင်ရောတော့6ပဲနော်6တန်းလိုက်ပြီပဲနည်းနည်းဖြစ်တယ်နော်ငါပုံလိုက်တန်းလိုက်အေးအကုန်လုံးမိုက်ရှယ်ပဲတော့ဖြစ်ကုန်ဘာလို့ဆိုင်တော့ရောနော်ဆိုင်ဟိုရွှေဝင်းအေးဟောတိုင်းနဲ့တော့6ဟုတ်ဒါကြီးဆိုလေးတက်ကြီးလားမသိဒါကြီးကိုလုံးလိုက်ပြီးပြိုသွားလုံးဝပြိုကျသွားတော့လုံးဝလုံးလိုက်ကြီးကြီးပဲမိုင်းနှမျိုးစရာကြီးပေါ့ပန်းရောင်တိုက်ကြီးတွေအကုန်ပြိုတာရောင်ဘယ်နဲ့ယူလဲခုနကလည်းပန်းရောင်ဒီလည်းရကြကုန်မရှိဘူးနော်ဟုတ်ရ
နှစ်လုံးနဲ့3တက်လား4တက်လားမသိဘူးအကုန်တက် 3တက်ကုန်တက်တာပဲ ဘုံလိုက်ပဲနော်အေးကြီးတဲ့ရောက်နာဂွေနာမပြီးသေးဘူးဒီဘက်ရှော့ကြပေါ်တာပဲနော် 3တက်ကြီးရောလေ